အားလုံးပဲမင်္ဂလာပါရှင်။နေ့ပင်မခက်ခဲကြမ်းတမ်းလာတဲ့နှင်းခီးသွားနေသည့်အစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီ vlog လေးကတော့နှင်းပင်တရားမှာဆက်လေးစိုက်ပြိုရေးစီစဉ်2ရိုက်ဖို့အတွက်သွားတော့က vlog လေးပေါ့နော်။ဒါလေးကတော့ရီရွာမှာနေ့လည်စားနေရပဲဖြစ်ပါတယ်။အဲ့မှာအကြိုက်ဆုံးကတော့ရေမုံညင်းတုပ်ပါရေမုံညင်းတုပ်ကရန်ကိုကောင်းပါတယ်ရှင်။ပြီးတော့သူ့ရဲ့ကြက်တောက်ဆန်လေးကလည်းရန်ကိုမှကောင်းပါတယ်လို့ပြောနေရင်ပါပဲစက်သားကြိုက်လို့မရပါဘူးရှင်တော်တော်ရက်ပါတယ်ရှင်အသွန်ခွန်ဆိုင်ကြိုက်တာတောင်မှဘလို့မှမကြိုက်နိုင်ပါဘူးရှင်အဲ့ဒါနဲ့မောလို့ဆိုပြီးတော့ကျမတောက်မယ်လို့လုပ်တဲ့ချိန်မှာလေကျမအဲ့ဘူးလည်းမဖွင့်နိုင်ပါဘူးရှင်ကျမရဲ့ဘဝရဲ့ခက်ခဲကြမ်းတမ်းလာတဲ့အခြေအနေတွေကိုဖြတ်ကျော်ပြီးတဲ့အခါမှာတော့ကျမနောက်ထပ်ရေမုံညင်းတုပ်ကိုထပ်ပြီးတော့မှားလိုက်ပါတယ်အရင်ကြိုက်ပါတယ်ကျမရဲ့လုံးဝ favorite ဒါပေမဲ့လေအဲ့ရေမုံညင်းကိုကိုပါကိုဝယ်လာပြီးတော့အိမ်မှာတုပ်ဆိုင်အဲ့အရသာမထွက်ဘူးဒါပေမဲ့အမှဆိုင်တော့ထွက်တယ်ဒါတော့ဘာမဆိုင်ညာမဆိုင်လက်သေးညှက်ထားရတယ်ဆိုတော့ကြောက်တာပါဟာလို့သူတို့စီဟာရလို့အရန်ရှင်းတာပဲလို့အမေကြော်လာတယ်လို့ငမွေတို့ကြောက်လေးကျွေးပါဆိုတဲ့အချိန်မှာသွားမပြုတ်ထွက်သွားတာကံကောင်းပါရဲ့ရှင်အဲ့တော့ဟင်းနေစားတော့နေတဲ့ပြဿနာမဟုတ်ဘဲနဲ့ကျမပြဿနာဖြစ်နေရပါရှင်အဲ့ချိန်မှာပဲကျမမောပန်းလာစွာနဲ့အေးဘူးတစ်ခုလုံးကိုကောင်းတောက်ချလိုက်ပါတယ်တောက်ပြီးရင်ဘာဖြစ်လဲပေါက်ပါမယ်ရှင်ကျမကလောမျိုးရဲ့ဟုတ်တယ်ကလောမျိုးရဲ့ view ကြီးကိုကြည့်ပြီးတော့ကျမပေါက်လိုက်ပါတယ်ရှင် view လေးကဘယ်လောက်တောင်လှလဲဆိုလို့ရှင်တာယာအေးချမ်းပြီးတော့ရန်ကုန်မြို့နဲ့တခြားကြည့်ပါပဲကဲဆက်လက်ပြီးတော့ခီးထွက်ခေါ်တဲ့လက်လျှောက်မှာတော့ကျမရဲ့အမေဟာဆိုရင်ဒီလိုတောင်ပေါ်မှာ view လေးတွေတိမ်လေးတွေဖုံးလွှမ်းနေတာဘယ်လိုပြောလဲဆိုတော့နားထောင်လိုက်ပါရှင်တို့အမေရဲ့တို့မေရဲ့ဒေါက်ကီဒီပေါက်ကတော့ဒီလောက်ပူနေပဲနေရကြတိန်နေဒူထက်တယ်မြူတွေနဲ့ဟိုမှာဖြစ်နေတာတော့မိလောက်နေဟုတ်ပါတယ်ရှင်ဘယ်သူမှမဟုတ်ပါဘူးနှင်းရက်မိပါပဲရှင်တိန်နေထူထက်နေတာဟိုတောင်ပေါ်မှာတော့မိလောက်နေရဲ့တဲ့ကဲရောက်ပါပြီရိုက်ချက်ကတော့နှစ်ခါပြန်ကြည့်ရအောင်ဘယ်ရောက်လို့ရောက်မှမသိပါဘူးရှင်ဒါအမှန်တော့ဒါရရောက်ချင်းနေ့ကိုတော့ရိုက်ထားတာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါက9ရက်10ရက်မြောက်နေ့လောက်မှဖြစ်နေပြီဆိုစကင်တုံးက2 3 3 4 5 50တုံးလောက်ကိုတော်တော်ကိုကြာနေပြီပေါ့နော်ဆန်ခရင်တွေဘလောက်အွန်လဲဒီရေပြောင်းမြေပြောင်းဒီနေတွေရှွန်နေဖုံနေကိုကျမမတားဆီးနိုင်ခဲ့ပါဘူးရှင်မိတ်ကပ်တွေကဆိုလို့ရှင်လဲမိတ်ကပ်ကတရားအသားတရားဖြစ်ချင်တိုင်းနေဖြစ်ပြီးတော့လိမ့်ကျင်တယ်လို့တွေလိမ့်ပြီးတော့ကျမရဲ့ vlog လေးကိုဒီလိုလေးစက်ကြည့်ပေးပါဦးရှင်ကဲအားလုံးပြီးပြီဆိုပြီးတော့မျက်နှာလေးပြပြီးတဲ့အချိန်မှာပဲကောင်းမလေးကပါးနေကြမ်းခဲ့ပါတယ်ရှင်အဲ့တော့ပါးနေထက်ဖြည့်ပါတယ်ပါးနေဟိုဘက်ကိုထက်ထဲဒီဘက်ကိုထက်ထဲဟိုဘက်ထဲလိုက်ဒီဘက်ထဲလိုက်နဲ့အခါတစ်ထောင်လောက်ထဲတော့ကျမရဲ့မျက်နှာပေါ်မှာပါးနေရမတင်နိုင်တော့ပါဘူးကျမတော်တော်မဲနေရပါရှင်အဲ့ဒါနဲ့ outfit check ဆိုပြီးတော့ကျမ outfit check လေးလုပ်လိုက်ပါတယ်ကဲတချင်းလေးတစ်ပုတ်ဝင်မယ်သွားတော့မယ်ရောက်ပြီ vlog လေးကိုစောင့်ကြည့်ပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက် vlog လေးလည်းအားပေးကြပါဦးရှင်